ထိုင်းမှာကြောင်းတက်နေတဲ့ခင်ဗျာကလေးနောက်ကိုတွားရောက်နေထိုင်နိုင်မဲ့အုတ်ထင်းသူဗီဇာဆိုတာအုတ်ထင်းသူဗီဇာလို့အတိများတဲ့ဂါနီယန်ဗီဇာဆိုတာဟာထိုင်းမှာကြောင်းတက်နေတဲ့အသက်20အောက်ကလေးနဲ့အတူထိုင်းနိုင်ငံကိုတွားရောက်နေထိုင်နိုင်တဲ့ non-immigrant ဗီဇာမျိုးစားတစ်ခုဖြစ်ပါတယ်ကလေးတယောက်အနေနဲ့မိဘတယောက်ကိုပဲဂါနီယန်ဗီဇာနဲ့ခေါ်ယူလို့ရတာမို့မိဘနှစ်ပါးလုံးတွားကျင်နေဆိုရင်တော့ခင်ဗျာကလေး2ယောက်ကထိုင်းမှာကြောင်းနေဖို့လိုအပ်ပါတယ်ဗီဇာတက်တန်းအနေနဲ့ရက်90အထိပထမဆုံးရရှိပြီးတော့ရက်90ပြည့်ရင်တော့တစ်နှစ်ထိတက်တန်းတိုးနိုင်ပါတယ်နောက်နှစ်တွင်မှာလည်းခင်ဗျာကလေးရဲ့ student ဗီဇာတက်တန်းပေါ်မူတည်ပြီးတော့ဂါနီယန်ဗီဇာကိုဆက်လက်တက်တန်းတိုးပြီးနေထိုင်နိုင်ပါတယ်ဒါဆိုအုတ်ထင်းသူဗီဇာဂါနီယန်ဗီဇာကိုလျှောက်ဖို့ဘာတွေလိုအပ်ချက်ရှိနေမလဲမိဘအုတ်ထင်းသူအနေဖြင့်ကတော့ဒီအချက်လက်တွေလိုအပ်ပါတယ်ကလေးဘက်ကကြိုတင်ရှိထားရမှာတွေကဒီအချက်လက်လေးတွေပါဒီချက်လက်တွေကတော့2025ခုနှစ်ထိကျွန်တော်လေ့လာထားများအတွေ့အကြုံရရှယ်ပေးခြင်းဖြစ်ပါတယ်ထိုင်းမှာဗီဇာ case နဲ့ပတ်သက်ရင် policy update တာဖြစ်တာမို့ခင်ဗျားကဗီဇာလျှောက်ခံပြီးဒါမှမဟုတ်ဗီဇာတက်တန်းတိုးကန်နေရင်နေစရာ immigration ဒါမှမဟုတ်ထိုင်းအစံပြီးမှာတွားရောက်မေးမြန်းက email ပို့ကထပ်မံမေးမြန်းစုံစမ်းကြည့်ပေးပါနောက်ပြီးဂါနီယန်ဗီဇာကိုင်ဆောင်ထားတဲ့သူကထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့်လုံးဝမရှိတဲ့အပြင်ထိုင်းရဲ့ long time ဗီဇာမျိုးစားနီးတူ immigration ကိုလည်းရက်90ပြည်တိုင်း90 report တင်ပေးရပါတယ်။ဒါဆိုရင်တော့ထိုင်းနိုင်ငံရဲ့အုတ်ထင်းသူဗီဇာအကြောင်းကိုနားလည်သွားမယ်လို့ယုံကြည်ပါတယ်။ဂါနီယန်ဗီဇာအတွက်ကျွန်တော်ဒီမှာစာပေပေးခြင်းတော့မရှိသေးပါဘူး။အားလုံးကိုကျေးဇူးအထူးပါ။ပိုကောင်းတဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။